စာရမဖျားတခင်ဘယ်တော့မှအပြစ်နဲ့အလုံးမလုပ်ဘူးဆိုတာသိဖို့လိုရတယ်နော်ဖျားမှာအကျဉ်းရှိတယ်ဖျားအများကြီးပြင်ဆင်ထားတယ်နေ့ရက်တိုင်းလည်းပြင်ဆင်နေမှဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာမှာကိုယ်ပိုင်ရွေးချယ်ခွင့်လည်းရှိတယ်ကျွန်တော်ရွေးချယ်ခွင့်ဖျားရဲ့အကျဉ်းစီဖျားအလိုရှိတာရွေးချယ်ဖို့ရတဲ့ဖြစ်တယ်ဖျားရဲ့အကျဉ်းစီရှိတာကိုမရွေးချယ်ဘူးဆိုရင်ကိုရွေးချယ်ကြလက်ကိုခံစားရမှာဖြစ်တယ်အဲ့ခံစားရလဲဖျားလောက်တာပဲဖြစ်တယ်အဲ့ဒါကိုတော့အကျဉ်းစီလို့သုံးလို့တော့မရနားလည်ပါသလားဟုတ်ပြီလာတဲ့အရာကိုခံစားစီတယ်အသက်တာတက်မှာလေစိတ်နှလုံးသိရှိသဘောသိရှိဆိုတော့ဖျားရဲ့ဖြစ်စီခြင်းတွေရှိတယ်နော်ကဲသွေးဆောင်ခြင်းခံရလိမ့်မည်တဲ့စနစ်ဖက်ပေါင်းဟုတ်ပါတတ်ပါတိစတော့ဘယ်သူမှမပြုလဲဖျားကြီးမပြုဘူးဖျားသခင်ကအပေသူကအပြစ်သွေးဆောင်နေသူလို့မပြောစေနဲ့ဖျားကအပြစ်နဲ့ပတ်သက်ရင်ဘယ်တော့မှအလုပ်မလုပ်ဘူးနှစင်ခံယူချက်မှလည်းကြတော့သူများမိမယူလို့ထောင်ထဲကျသွားရင်လည်းဖျားလို့တော့လူအားနဲ့ဖျားရဲ့အကြံစီကိုလွန်ဆန်နိုင်ခွင့်မရှိဘူးဆိုတော့ခံယူချက်ကိုခံယူထားပြီးပြောချင်တာနေအရက်တောက်တာဖဲရိုက်တာအကုန်လုံးဖျားသခင်အလိုတော့ပဲအဲ့ဒါဖျားကအကြံစီရှိလို့ပဲဆိုပြီးတော့မှအပြစ်ကိုလည်းဖျားကအလုပ်လုပ်တယ်အသုံးပြုတယ်ဆိုမှ Calvinism ခံယူချက်ကကြတော့ဒီယာကုပ်ခန်းကြီး1အငယ်14ကိုညင်းပယ်ပြီးတော့မှခံယူထားတယ်သူရဲ့ခံယူချက်အကြီးမားတဲ့မှာလူတွေကဖျားရဲ့အကြံစီတွေကနေမလွတ်နိုင်အကုန်လုံးဖျားရဲ့အကြံစီတွေဖြစ်ကိုဖြစ်နေမှာအဲ့မကောင်းတာဖြစ်တာလည်းဖျားအကြံစီရှိထားပြီးလို့အဲ့လိုမျိုးကိုလက်ခံထားတယ်လက်ခံထားတယ်ဆိုတော့အခါကျတော့သူကဘာလို့ကျေးဇူးတော်နေဘာမှလုပ်နေနဲ့ဖျားအလိုတိုင်းပဲဖြစ်လာလိမ့်မယ်ဖျားလုပ်တဲ့အတိုင်းပဲဖြစ်လာလိမ့်မယ်ဖျားလုပ်တာကိုယုံကြည်ဖျားပြင်ဆင်တာကိုပဲယုံကြည်ဖျားကအကုန်ပြင်ဆင်ထားပြီးသားတစ်ဖက်ကရှိတော့နားထောင်လို့ကောင်းတယ်နားထောင်လို့ကောင်းတယ်အဲ့ဒီမှာဘာပါသွားလဲဆိုတော့သင်မကောင်းတာလုပ်တာလဲဖျားအကြံစီပဲဖျားလုပ်တာပဲဖြစ်လာတယ်အဲ့တော့ကိုယ့်ဘက်ကနေဖျားသခင်အတွက်အသက်ရှင်ဖို့ကြိုးစားပြီးလှုပ်ဆောင်တဲ့အပိုင်းတွေမရှိတော့နောက်တော့မှကယ်တင်ချင်းတော်မှာဖျားရွေးချယ်သူပဲရအောင်ရွေးချယ်မရအဲ့လိုမျိုးနော်အဲ့လိုလက်ခံထားတဲ့ဟာတွေအများကြီးရှိတယ်အဲ့တော့ဒါကြောင့်မို့ကျွန်ရဲ့ဘဝအသက်တာထဲမှာစာရမဖျားတခင်ဘယ်တော့မှအပြစ်နဲ့အလုံးမလုပ်ဘူးဆိုတာသိဖို့လိုရတယ်နော်ဖျားမှာအကျဉ်းရှိတယ်ဖျားအများကြီးပြင်ဆင်ထားတယ်နေ့ရက်တိုင်းလည်းပြင်ဆင်နေမှဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာမှာကိုယ်ပိုင်ရွေးချယ်ခွင့်လည်းရှိတယ်ကျွန်တော်ရွေးချယ်ခွင့်ဖျားရဲ့အကျဉ်းဖျားအလိုရှိတာရွေးချယ်ဖို့ရတဲ့ဖြစ်တယ်ဖျားရဲ့အကျဉ်းရှိတာကိုမရွေးချယ်ဘူးဆိုရင်ကိုရွေးချယ်ကြလက်ကိုခံစားရမှာဖြစ်တယ်အဲ့ခံစားရလဲဖျားလောက်တာပဲဖြစ်တယ်အဲ့ဒါကိုတော့အကျဉ်းစီလို့သုံးလို့တော့မရနားလည်ပါသလားဟုတ်ပြီကဲဘသူကဖျားသွေးဆောင်သူလဲတဲ့အပြစ်နဲ့ပတ်သက်လာရင်တကယ်အလုပ်လုပ်တာကစာရမန်နဲ့ပဲဒါမှမဟုတ်ကိုကအမှုတော်ဆောင်နေနေစိတ်ဆိုးလာတာပဲဖြစ်ဖြစ်ပေါ့တရားဟောနေနေဒေါသထွက်လာတာဖြစ်ဖြစ်လူကိုချင်းမွေးနဲ့ညူစုလာတာဖြစ်ဖြစ်အဲ့ဒီအရာတွေအားလုံးကစာရမန်နဲ့လုပ်တာအချွတ်ငါဖျားလို့နေငါဖျားကြောင်းပြောနေငါဖျားလူဖြစ်တဲ့အတွက်ငါဆုတောင်းခဲ့တဲ့အတွက်ငါ့တော့စာရန်အလုံးမလုံးနိုင်တော့လို့ထင်တယ်မဟုတ်အပြစ်နဲ့ပတ်သက်တဲ့မကောင်းတဲ့အရာနဲ့ပတ်သက်လာရင်ဖျားဖြစ်ခင်ဘယ်တော့မှအလုံးမလို့စာရမန်လုပ်တယ်လို့သိသိချင်းဒီနေ့တင်းရဲ့စိတ်တွေမှာလူတယောက်မုန်းနေတယ်တင်မှန်ကောင်းမှန်တယ်ဒေါသထွက်နေတယ်ညှူးဆူနေတယ်မနာလို့နေတယ်စာရန်လုပ်တာအချို့အမှုတော့တယောက်မနာလို့တယောက်လက်ခံလိုက်ညှူးဆူတဲ့စိတ်တွေထွက်လာတယ်မနာလို့တဲ့စိတ်တွေထွက်လာတယ်နှုတ်ကနေကက်ဖက်ရက်ဖက်ပေါ့နော်ဖြက်လို့ဖြက်စီစကလုံးတွေပြောကြတယ်အာ तू ကဘာဖြစ်တယ် तू ကဘာဖြစ်တယ်အာအဲ့ဒါအလကားပါညာစကားပြောရင်းနဲ့ပြောလာဒီကနေ့အတွင်းထဲမှာအလွန်မုန်းတဲ့စိတ်တွေရှိတယ်အဲ့ဒါဘယ်သူပြစ်တင်တာလဲစာရမန်နဲ့ပြစ်တင်တာလဲအဲ့လိုပြောရမှလည်းမရှက်ဘူးအဲ့လိုပြောရမှလည်းအာနာချင်းမရှိဘူးတော့အဲ့လိုပြောနေတော့ပြောလုံးအားကြည့်တော့အဲ့လိုပြောရတဲ့ကြောင်တော့ဖြစ်လာအပြစ်နဲ့ပတ်သက်လာရင်ဖျားခင်ဘယ်တော့မှအလုံးမလို့တင်ဘလောက်ပဲမှန်နေပါစေအပြစ်ပါပြီဆိုရင်တော့စာရမန်နဲ့လုပ်တယ်ပဲနားလဲစီချင်နော်